ချစ်တော်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ K-Entertainment Channel ကနေပရိသတ်တွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရရှင်။နောက်ဆက်သူပရိသတ်တွေအတွက်စိတ်ဝင်စားကြအချစ်ဝတ္ထုစနေကောင်းလေးများစွာကိုတင်ဆက်ပေးတဲ့ကျမတို့ရဲ့ Channel ကနေဒီကနေ့တင်ဆက်ပေးမယ့်အချစ်ဇာတ်လမ်းလေးကတော့မောင်ရဲ့ပြင်းရှာရှာအနမ်းဆိုတဲ့အချစ်ဇာတ်လမ်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါရရှင်။ဇာတ်လမ်းလေးမတင်ဆက်ခင်မှာကျမတို့ရဲ့ Channel လေးကို Like and Subscribe လုပ်ပေးပြီးတော့ဘေးက Notification လေးကိုနှိပ်ပေးတော့ဖို့တောင်းဆိုချင်ပါရရှင်။ဟုတ်ကဲ့ပါချင်ရပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ဒါဆိုရင်တော့ဇလန်လေးကိုအခုပဲစတင်လိုက်ပါပြီညာတိတ်ဆိတ်လွန်အားချင်းပြီးတော့နှက်လွန်းနေတယ်ကျမရင်ကလည်းပူတဲ့ပူလာပြီးလောင်မြိုက်လွန်းနေတယ်မောင်တိကျနေတဲ့အခန်းလေးထဲမှာကျမကနာကျင်ချင်းဆိုတဲ့ဓာတ်တလက်ကမရက်မနာခုတ်ပြက်နေရကြောင်းကျမရင်ဘက်ကြီးတစ်ခုလုံးမမချေပြီးတော့စုပ်ပြက်နေရတာအတော်ကြာနေပြီဘာကြောင့်ဒီလိုဖြစ်လာရတာလဲလို့အဲ့ဒီမိကွန်းရဲ့အဖြစ်ကိုကျမသေးတဲ့ဖြေထုတ်နေမိတယ်။ကျမစပင်းတွေဖွာလုံးလုံးနွားချီရာတွေကြားကနေကောက်ရိုးပုတ်ကြီးလိုမျိုးပဲဖွာလန်ကျဲသွားမယ်။အဖြေကတော့တွေးလေဝေးလေလိုက်လေပြေးလေဆိုတဲ့အတိုင်းပဲ။အေးလျှော်ထားတဲ့အဲကွန်ခန်းလေးတွေမှာရင်ဘက်ထဲမှာရှိတဲ့အပူရှင်ကအပြင်ကိုလာဟက်နေရကြောင်းကျမခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုလုံးချွေးစီတွေနဲ့ဆေးကဲနေတယ်။နေရန်ပေါ်မှာရှိတဲ့တိုင်ကက်နာရီအတွင်းကစက္ကန့်လက်တံတွေကတိတ်ဆိတ်လုံးနေတဲ့ညရဲ့အမောင်ထုတွေကြားနေကြောက်ကြားပွဲမြည်လျက်ရှိတယ်။အခုလိုခြေနေရနေအမျက်ဆုံးဖောက်ထန်နိုင်ဘယ်လိုလုပ်ရင်ကောင်းမလဲ။ကျမကောင်ကိုဘယ်နဲ့ချိန်မြောက်မှမသိရမ်းပြက်လိုက်မိအောင်ထိုင်ရာကနေထားရလိုက်တယ်။အခုလိုချိန်မျိုးမှာကဘာပေါ်မှာရှိရှိသမျှမိမအားလုံးတဲ့အမောင်ထုရဲ့မညာမတာဝါမြုပ်မှုအောင်ကျမတယောက်တည်းသာဒီလိုကြောက်ကြားတုံလုံးဖွယ်ဖြစ်စိုးမျိုးနဲ့ကြုံနေရတာများလား။ကျမပြင်ပဲပိန်းမရောကျမလိုအဖြစ်မျိုးနဲ့ကြုံတွေ့နိုင်သေးလဲ။ဟမ်အောင်ကျမလိုအဖြစ်ဆုံးမျိုးနဲ့ဘယ်မိမမကြုံရခြင်းနဲ့အမောင်ထုရဲ့လေယာစံတဝါဝါနဲ့ပြတ်လျှောက်လာဝရဏတကောင်းတိုးပွားညံသားစွာတုံးဖွင့်လိုက်တယ်ကျမခန္ဓာကိုယ်လေးအမောင်ထုကနေလွန်မြောက်ပြီးအခန်းရဲ့ပြင်ဘက်ကိုကြားရောက်သွားတယ်တပြိုင်နက်တည်းမှာပဲလက်ဆက်အေးမြတဲ့လေညင်းရဲ့တေးသံသားလေးတွေကကျမရဲ့စံစားလေးတွေကြားမှာဝင်ရောက်စုန်ကြီးသွားကြတာကောင်းကင်ကကျဲပွင့်လေးတွေကလည်းတစ်ပြက်ပြက်တက်လက်လက်နဲ့ကျမကိုကားခုံပြပြီးတော့စီးကြိုနေတောင်ထင်ရတယ်။ပေါင်းချုံကြည့်ရင်ตาရရဲ့ညရဲ့အလောက်ထင်ရှားပေါ်လွင်စီပြီးလူတယောက်ရဲ့မနှုံပေါ့ပါငြိမ်ညောင်းစီအောင်ဆွဲဆောင်နိုင်စွမ်းရှိလာတာအမှန်ပဲ။ဒါပေမဲ့ကျမခံစားနေရတဲ့ဝေဒနာရဲ့အရှင်ဟာဘလောက်ပဲလှပအောင်ဆွဲဆောင်အောင်ကောင်းတဲ့အရာတွေပဲဖြစ်ပါစေ။မုတ်ထုတ်ခြင်းခံလိုက်ရတဲ့ဘူပေါင်းလေးတွေလားလွင့်ပါသွားစေအောင်အင်အားပြင်းထန်လို့နေရမဟုတ်ပါလား။ဒီဘောကနေခုံချပြစ်လိုက်ရရင်ကောင်းမလားဟမ်အဖန်905ကဘာခင်ရမယ့်အလုပ်ကိုငါဘယ်တော့မှမလုပ်ဘူးဒီလောက်မိုင်မဲတဲ့မိမတယောက်ဘယ်တော့မှမဖြစ်စေအောင်ဟုတ်တယ်ဘယ်လောက်ပဲတေးလောက်အောင်စိတ်ညစ်နေရပါစေငါမလုပ်ဘူးကျမအောက်ကိုငုံကြည့်နေငါပဲခြေထောက်တစ်ဖက်ကစိတ်ရဲ့ဆောင်အားနောက်ကိုတကောက်ပေါအောင်လိုက်ပြီးအပေါ်ကိုမြောက်ကျသွားတယ်လို့ထင်လိုက်ရတဲ့တက်ခဏကျမရင်ထဲဘုံကြီးတစ်လုံးပြစ်ခွဲချလိုက်တယ်လို့ဒိန်ကနေတုံဟီးပြေသွားတယ်ခန္ဓာကိုယ်တစ်ခုလုံးအချိန်တော်ကြာရေခဲရိုက်ထားတဲ့နဲ့အေးဆက်တောင်းတင်သွားတယ်။ကျမရင်းနေတဲ့နေရာလေးထက်မြင့်ရှည်ရဖြစ်တာကြောင့်ကျမမိုက်မဲခုံချလိုက်ကျဲဦးတဲ့နေရာကိုပြစ်ပေါက်လိုက်လို့ကျမအုံနောက်တွေတစားစီဖြစ်လို့စမ်းစမ်းလေးဖြစ်သွားမှတေးချတလောက်ရှိတယ်။ကျမခြေထောက်တွေအလိုလိုပဲနောက်ကိုရေရှားဖြစ်လာတယ်။မဖြစ်ဘူး။ဒီလိုစိတ်ချနေမျိုးနဲ့ဒီလိုနေရာမျိုးမှာအကြာကြီးရဲနေလို့မဖြစ်ဘူး။မတော်လို့များမကောင်းတဲ့လက်စိုးတစ်ကောင်ကဝင်ပူးလို့အောက်ကိုခုန်ချလိုက်မိမှဖြစ်ဖះဖေဖေကြီးကိုချစ်တယ်တသားလေးကိုချစ်တယ်မနက်ခင်းတစ်ခုရဲ့ခြေရာလေးကကျမချစ်တဲ့သူနှစ်ယောက်ရဲ့မျက်နှာလေးတွေပေါ်ခုံပေါက်ကစားလို့အပြုံးလေးတွေကြားမှာလှပတက်ဝင်နေလိုက်ပုံများကဘာကျော်ပကြီးကားချက်တွေကတော့ဒူးတောက်ရှုံးပေးရလောက်မြင်ကွင်းလေးကလှပလို့နေကျမရှိမှာမောင်ကသားလေးကိုပေါင်ပုတ်ကျဲဥကျော်လေးခေါ့ကျွေးလို့သားလေးကလည်းမောင်ခုကျွေးရဲ့ပေါင်ပုတ်ကျဲဥကျော်လေးကိုအလိုက်တင်မဲ့စားလို့သားလေးကကျမထမောင်ကိုပို့ချစ်တယ်မောင်ကိုပို့တွေ့တာတယ်မောင်ရှင်ကျမနာဘယ်တော့မှကက်တာရင်လို့မရှိဘူးအစာစားရင်လေမောင်ခွန်ကျွေးပါအဲ့ဒီလေမောင်ကိုတွေ့ပြီးတော့အိတ်တက်တာပဲသားလေးရဲ့ကော်ဖီခွက်လေးကိုကင်ထားရတာသားလေးရဲ့အပြစ်ကင်းစင်လွန်လာတဲ့ချစ်စွဲမျက်နှာနုနုလေးကိုငေးကြည့်နေမိပြီတပံကျမဘွားအတွက်ကောင်းကင်ကြီးနဲ့လားတူတဲ့မိမတယောက်ရဲ့အသေးနှလုံးဖြုတ်ကနေကြွအောင်ဖမ်းစားနိုင်စွမ်းရှိရဲ့
မောင်မျက်နှာလေးကိုတက်ပြင်းမောရီကြားနေအချိန်တော်ကြာငေးကြည့်နေပြီအရန်ချစ်တယ်မောင်ရဲ့မောင်နဲ့ကျမချစ်သူတက်တန်6လကြာမှာပဲတယောက်ကိုတယောက်ချစ်လွန်းလို့ဘလို့မှခွဲမနေနိုင်လို့မိဘတွေတန်ကြားနေရဲ့ကြားပဲနှစ်ကိုယ်တူဘဝကိုတီထောင်ခဲ့ကြတယ်အခုဆိုရင်အိမ်နောက်သက်4နှစ်ရှိခဲ့ပြီဖြစ်ပြီးသားလေးအသက်က3နှစ်တလားရှိခဲ့ပြီမောင်ကိုချစ်တဲ့ကျမရဲ့အချစ်တွေဟာအိမ်နောက်သက်တန်းကြာလာနေမြတပြားသားမှရော့ချသွားတာမရှိပဲစားတဲ့တိုးပြီးတော့ပို့ချက်လာခဲ့တာမောင်ပေါ်ဖြစ်တည်နေခဲ့တယ်ကျမရဲ့စိုးရိမ်ပူပန်မှုတွေကတက်သေးပြလို့နေခဲ့ကန်ဆိုးစားပဲမောင်ထဲမှာအလိုဆိုးရတဲ့အတွင်းတိမ်ယောဂဆိုကြီးကကျွဲကက်နေပြီဆိုတာသိလိုက်ရတဲ့ချိန်ကစားလို့နေ့စဉ်နဲ့မြအပူမွေးတွေကြားမှာပြားများနေရတဲ့အပူတဲ့မိမပွားရုပ်ကြီးရောက်ရှိသွားပြီညချင်းညတိုင်းအိမ်ကောင်းချင်းပဲအိပ်ရပဲဒီကောင်ရဲ့ချိန်မှာပဲငုတ်တုတ်ထားထိုင်နေရတဲ့အယူမီဝိုင်းဖြစ်ကကျမရဲ့သွေးသားတွေကိုစုပ်ယူစီပြီးကျမအခုဆိုရင်အတော်ပိတ်လိသွားခဲ့ရပြီမောင်ကတော့သူ့ယောဂနဲ့သူအထားကြပြီးအိမ်အစားမပြတ်ဘူးအပြုံးမပြတ်ဘူးမောင်ကိုအဲ့လိုကြီးမကြည့်ပါနဲ့ကွာမောင်တွေဘာမှမစိုးရိမ်ပါနဲ့မောင်အေးစိပါလို့ပြောပြပေးပဲမောင်အလုပ်ကိစ္စအရေးကြီးနေလို့သွားတော့မယ်ဒါလေးကိုပါတခါတည်းကျောင်းကိုဝင်ပို့လိုက်မယ်နော်မောင်ကပြုံးရဆိုပေမဲ့ကျမမောင်လိုမပြုံးနိုင်တာတိတ်များလွန်နေခဲ့ရလားမောင်ကပြောပြီးသားဒါလေးလက်ကိုဆွဲပြီးထမင်းချင်းလေးကိုဆွဲပြီးတော့ကျမရှိကနေထထွက်သွားတော့ကျမအသေးနှလုံးကမတန်တဆညှက်နေတဲ့အပေါက်ချင်းချင်းလေးကနေဆွဲနှုတ်ချင်းခံလိုက်ရတယ်လို့အင်္ဂနံမြေပြီးတော့ကြံရိတ်ခဲ့ရတယ်ဘယ်လိုခြေလဲတွေနဲ့အခန်းထဲရောက်လာခဲ့လဲမသိဘူးစိတ်နဲ့ခန္ဓာပြန်ကက်တဲ့ချိန်မှာကျမဟာနေရန်တစ်ခုလုံးမှာကက်ထားတဲ့မောင်နဲ့ကျမရဲ့ဓာတ်ပုံတွေကိုငေးပြီးမျက်ဝန်းတွေကအသက်မဲ့နေခဲ့ပြီဖြစ်တယ်မောင်နဲ့လက်ချင်းချိတ်လျှောက်လာခဲ့တဲ့ပုံတွေထမင်းစားရင်အပြန်လန်ခွန့်ကျွေးနေတဲ့ပုံတွေဖြော်ရည်တစ်ခွက်ကိုပိုက်နှချောင်းနဲ့တောက်နေတဲ့ပုံတွေအပြန်လန်နမ်းပေးနေတဲ့ပုံတွေချစ်စနိုးနဲ့ဘားပြင်ကိုလက်သီးနဲ့ချိန်ထိုးနေကြတဲ့ပုံတွေအဲ့ဒီဓာတ်ပုံတွေကကျမအရီယာနဲ့ကတ်ထားတာမဟုတ်မောင်ကိုယ်တိုင်မျက်နုံကတ်ထားခဲ့တဲ့ပုံတွေဖြစ်ပါတယ်ဓာတ်ပုံတွေဟာမောင်နဲ့ကျမချစ်သူဖြစ်နေတဲ့ချိန်တွင်ရိုက်ထားတဲ့ပုံတွေတည်တံ့ဖြစ်တယ်မောင်နဲ့ကျမလက်ထပ်ပြီးရဲ့နောက်ပိုင်းရိုက်ထားတဲ့ပုံဆိုလို့မင်္ဂလာဆောင်ချိန်ကရိုက်ထားတဲ့ပုံတွေနဲ့မိသားစုပုံတွေကလွဲပြီးတခြားမရှိဘူးမောင်ကချစ်သူဖြစ်နေတဲ့ချိန်တွင်ရိုက်ထားတဲ့ပုံတွေဟာနေရန်ပေါ်မှာတရုတ်တရကတ်ထားခြင်းနဲ့ကျမတို့ရဲ့ချစ်သူဘဝဘယ်လောက်တောင်ရိုမန်တစ်ဆန်တောင်သက်သေပြထားခဲ့သလိုကျမကလည်းမင်္ဂလာဆောင်တဲ့ချိန်ကပုံတွေနဲ့နောက်ပိုင်းသားလေးနဲ့တူရိုက်ထားတဲ့မိသားစုပုံတွေကိုအဲ့ဘန်နဲ့တီယိုတသိသိမ်းထားခဲ့တာနဲ့ရိုးမြေကြားဆိုတဲ့အတိုင်းသစ္စာတည်ခဲ့ပါတယ်။စွပြန်ကြည့်နူးဖွယ်ကောင်းတဲ့အဲ့ဒီချစ်ရဲ့တင်ကေတာဓာတ်ပုံလေးတွေရှိမှကျမအယုတ်ဆိုအကြီးတန်းစွာနာကျင်ကြေခွဲရလိမ့်မယ်လို့အနေငယ်များတန်တရားမဖြစ်ခဲ့ဘူး။အခုတော့အံ့ဩစရာကောင်းလောက်အောင်ပဲအဲ့ဒီဓာတ်ပုံလေးရှိမှကျမနာကျင်နေရပြီ။ရိုမီယိုနဲ့ဂျူလီယက်လီယိုနာရိုနဲ့ကိတ်ဝင်းစလက်ပြီးတော့မောင်နဲ့သဲနဲ့မောင်နဲ့ကျမလက်တစ်ဖက်ကိုစီနဲ့အသေးပုံလေးလုပ်ပြီးတော့ရိုက်ထားတဲ့ပုံလေးစီကိုအကြည့်ရောက်တယ်။မောင်ပြောခဲ့တဲ့စကားကိုပြန်ကြားပြီးမျက်ဝန်းကမျက်ရည်တွေကအောက်ကိုပျော်စင်းလာတာကိုမတားဆီးနိုင်ဘူး။မောင်ယောဂချင်နေကြောင်းကျမနဲ့မောင်ရဲ့ချစ်ရင်ကျမတို့မိသားစုဘဝရှိရင်ပြိုလဲပြက်စီးသွားမှာကျမလိုပဲစိုးရိမ်မိပါတယ်။အထူးသဖြင့်မောင်ကိုသိချစ်တဲ့သားလေးကိုတစ်ဆက်လေးမြစိတ်မထိခိုက်စေခြင်းသားလေးကိုအမြဲပြုံးပျော်နေစေခြင်းနဲ့သားလေးရဲ့ပျော်ရွှင်မှုဟာမောင်ပေါ်လုံးဝမှီတည်နေဒီအတွက်မောင်ယောဂပို့ဆိုးလို့မဖြစ်ဘူးပို့ဆိုးလာရင်သားလေးကိုမောင်ကယူဆိုင်နိုင်လိမ့်မှာမဟုတ်ဒီလိုဖြစ်လာခင်ကျမပေါ်ဟာထူးခြားခြင်းခံလိုက်ရတဲ့မှန်တစ်ချက်လိုဖြစ်နေပြီကျမဟာခေါင်းကိုက်စိုက်ချပြီးခြေလမ်းတွေကခရီးစီရွတ်ခဲ့တယ်ကျမမျက်ဝန်းတွေကခရီးမောင်ကိုစူးစိုက်စွာတိရှိသွားတယ်မောင်ကိုအရန်ချစ်လားအရန်ချစ်တယ်သဲကိုရောအရန်ချစ်လားအရန်ချစ်တယောက်ချစ်ခရီးပေါ်မှာပျော်ရွှင်ခြင်းတွေအထွတ်အထိပ်ရောက်ပြီးချစ်ရလူနေကြတဲ့မောင်နဲ့ကျမရဲ့ပုံရိပ်ကပြက်ပြက်တက်တက်ပေါ်လာတယ်မောင်ယောဂမရသေးခင်အချိန်ကတော့တယောက်နဲ့တယောက်အပေးယူမျှပြီးတော့ပျော်ခဲ့ရသလားယောဂရပြီးတဲ့နောက်ပိုင်းမှာတော့မောင်ချင်တွေကအတော်ပြောင်းလဲသွားခဲ့တယ်တခါရေခဲရိုက်ထားတဲ့အသီးတစ်လုံးလိုတခါဖျားနာနေတဲ့လူနာတယောက်စံပြုတ်တောင်းနေသလိုမောင်ခံစားမှုကကုံစိမ်းတွေကညှိုးရော်နေတဲ့အသီးရွက်တွေလိုဖြစ်နေစိတ်ဆန္ဒချိနေစွာနဲ့ဝိတရားတစ်ခုပေါ်မှာဖြစ်နေအဲ့ဒီချင်းတွေကိုရင်မဆိုင်ရဲဘူးရင်မဆိုင်ခြင်းကိုမခံစားနိုင်ဘူးလင်းထဲများဇလန်းမှာ
အိယာဘောကတာယာကြည်နူးမှုဟာခရကြရဲဆိုရင်ဘသူမှငင်းနိုင်မဲမထင်ဘူးတာယာတဲ့လေနဲ့များအတွက်အိယာချူမြိန်မှုတွေနဲ့စီချဲထားတယ်နဲတော်တစ်ခုလိုတင်စားရမယ်ဆိုရင်မတာရတဲ့လေနဲ့များအတွက်ကတော့အိယာငရဲလို့ကျမသတ်မှတ်လိုက်ခြင်းတယ်ကျမဂရင်းဘောကိုအကျုပ်ကျိုးပြတ်ထိုင်ချလိုက်တယ်မျက်နှာကိုလက်ဝါးနဲ့အုပ်ပြီးပူလောင်တဲ့တွေးတွေကိုကြိုးစားဖယ်ထုတ်ပစ်ဖို့အသေးအတန်ရင်ဆိုင်နေရတယ်။မောင်ကကြောက်ပွဲစားကားပွဲစားညစ်ပွဲစားအယောင်းဝင်နဲ့ပတ်သက်ပြီးအကုန်လုပ်တယ်။မျက်နှာထားချိုးပြီးစကားပြောကောင်းတဲ့မောင်တွေတခုနဲ့မဟုတ်တခုတော့အယောင်းဝင်ဖြစ်ပြီးဝေးဝေးနေအသုံးစိတ်တွေကိုဖယ်ပြီးချယ်လေးတစ်ခုဝယ်နိုင်ဖို့ကျမတို့နှစ်ယောက်ကြိုးစားနေရတယ်။မောင်မိဘတွေလက်ဖွဲ့ဖြစ်ပေးထားတယ်။ဒီတိုက်ခန်းလေးထဲမှာနေရတာကျဉ်းချက်တယ်လို့မောင်ရောကျမပါခံစားမိတယ်။ကျမအလုပ်တစ်ခုလုပ်မယ်ကြံတိုင်းမောင်ကပေးမလို့အေးစစ်စစ်ပဲနေခိုင်းတယ်။ဒါလေးရလာတော့အလုံးမလုံးရဖို့ပို့ပြီးသိချသွားခဲ့တယ်။မောင်တွေအရှင်မောင်ကောင်းတယောက်ဖြစ်ရေးကိုပဲဂူးဆိုင်နေတိုင်းခဲ့တဲ့ကျမတွေလက်ရှိချိန်တည်းခြောက်ကြားတုံလို့ဖွယ်ကောင်းလို့လာတယ်။မောင်ဝင်ငွေမောင်လုတ်ကမောင်ယောဂချိန်နေကြောင်းအချိန်ပြေးတိုက်စားသွားနိုင်တယ်။ဒါကြောင့်ဒီတိုင်းနေလို့မဖြစ်ဘူး။အလုပ်တစ်ခုကိုမြင်မြန်အကောင့်ထဲပေါ်နိုင်မှဖြစ်လိမ့်မယ်။ဘာကြောင့်လဲ။ဘာကြောင့်လဲ။ကျမမခံစားနိုင်တော့လက်တစ်ဖက်ကိုကြက်ကြက်ပေါင်းဆုပ်ပြီးဦးခေါင်းကိုမော်ပြီးတော့အသက်ကောင်အော်ဟစ်ပြစ်လိုက်တယ်။မျက်နှာချက်ကဝုန်းကနေပြိုကျလာသလိုပါပဲ။ကျမရဲ့ခံနိုင်အောင်မညာမတာဆန်းသက်တဲ့ချိန်ကိုရောက်ပြန်ပြီးထုံးစံတိုင်းကျမဟာရရက်ဆက်ဆက်ဓာတ်ချက်တွေနဲ့လဲကျနေတဲ့လူတယောက်ရှိသမျှအားရင်တို့ခက်ခက်ခဲခဲစုစည်းပြီးတော့မတက်ထားရဖို့ကြိုးစားနေရပါမှာကျမဦးကခေါင်းနဲ့လွတ်လာတယ်။ကိုယ်ရဲ့နေတဲ့မျက်ဝန်းတွေကနှိမ့်ကြိုက်စွာအိမ်မောကြနေတဲ့မောင်နဲ့သားလေးထံကိုရောက်နေတယ်။သားလေးဟာမောင်ရီကွင်းထဲမှာမောင်ကသားလေးကိုဖက်ထားတယ်။ကျမပြုံးလိုက်ပြီလားမသိကြဘူး။မောင်မျက်နှာကိုကျမချိန်တော်ကြာစိုက်ပြီးတော့ကြည့်နေမိတယ်။ကျမလက်ကမောင်စပင်းနေပေါ်ကြားရောက်သွားပြီးနှကန်းကမောင်နှပိုးပြင်းနဲ့ထိတွေ့သွားတယ်။မောင်ကတော့နှိမ့်ကြိုက်စွာအိမ်မြဲပဲ။ကျမဂရင်ပေါ်ကဖောက်ဖောက်လေးကျင်းလိုက်ကရေခဲတက်တာစီရောက်တယ်။ရေခဲတက်တာတွေကရေဘူးကိုနှိုက်ယူမဲ့ဆက်ဆက်ကျမလက်ကရေဘူးစီတော့ရောက်တယ်။ဒါပေမဲ့မျက်လုံးတွေကရေဘူးစီမရောက်ပဲ။ပလက်လေးပဲပလင်းစီကိုရောက်သွားတယ်။တွေးဝင်နေတဲ့ကြားကပဲကျမရဲ့လက်တွေကမျက်လုံးတွေရဲ့ဆွဲငင်အောင်မလွန်ဆန်နိုင်ပဲပလက်လေးပဲပလင်းကိုရှူလိုက်မိရဲ့။ညအိယာမွေခင်မောင်တောက်တက်တဲ့လက်ကျန်ပလက်လေးပဲဖြစ်တယ်။ဒီညလေမောင်တောက်တယ်။မောင်တွင်အမြည်ပဲကျမလှုပ်ပေးလိုက်သေးရဲ့။ကျမမတောက်တတ်ပေမဲ့တောက်ကြည့်လိုက်ချင်တဲ့စိတ်ကထိမ့်မရအောင်။အားရပါရမူးပြီးတော့နှစ်ကြိုက်အိပ်ပျော်ပြစ်လိုက်ချင်တယ်။မောင်ပြောဘူးတယ်။တောက်ပြီးအိပ်ရင်အရန်အိပ်ပျော်ပါတယ်တဲ့။ပလက်လေးပဲပလင်းထမင်းစပွဲကြည့်ယူခဲ့လိုက်တယ်။ပြီးတော့ချိုရည်ဘူးပါပြန်ယူသွားလိုက်တယ်။စပွဲပေါ်မှာဖန်ခွက်တွေကအစင်သစ်ရှိနေတယ်။မောင်တောက်တယ်လို့ဖန်ခွက်တဲ့နှဲငယ်ထဲပြီးတော့အချိုရည်နဲ့ရောပြီးတော့တောက်ကြည့်လိုက်တယ်။အမလီပူလိုက်တာဖြစ်ခြင်းရှင်ဘက်ကိုလက်နဲ့ဖိထားတယ်။အန်လဲအန်ကျင်သွားတယ်။ရေခဲတက်တာတွေကအကျင်တုတ်ကိုပြေးယူပြီးဝါလိုက်တော့မှပါဇက်ပြားအခါပျောက်သွားသလိုရှိကရင်ထဲကပူရှင်အားလဲတက်တာသွားသလိုရှိတယ်။သုံးခွက်တိတိတောက်ပြီးချိန်မှာလူကဝီတိတိဖြစ်ပြီးတော့စက်တောက်ပြီးဘယ်လိုမှမရတော့တစုံတယောက်ကလာပြီးတွန်းနေသလိုခန္ဓာကိုယ်ကသစ်ပင်အိုးလိုဖြစ်နေပြီ။ဒါပေမဲ့အတိအာယုံဟာအနေငယ်များရိုင်တုံးမသွားအောင်ရိုင်တိုင်တိုင်ခြေလန်းတွေနဲ့အိမ်ရပေါ်ချိန်ပြီးတက်လိုက်တဲ့ချိန်ခြေထောက်ကဟန်ချက်ပြက်ပြီးမောက်ချစ်တလုံးကိုနေမိသွားတယ်။မောင်များနိုးသွားမလားစိုးရိမ်မိပေမဲ့မောင်နိုးမလားတက်နေမိရဲ့နေအောင်မောင်ကလက်နဲ့ပုတ်ပြီးတော့ပြန်အိတ်သွားတယ်။ကျမစောင်းကိုဆွဲချုံပြီးဘေးတစ်စောင်းအိတ်လိုက်တယ်။ဘယ်လိုမှမရအောင်လှည့်ထွက်နေပလက်လန်ပြီးတော့ငိမ့်ငိမ့်လေးနေကြည့်တက်သားသလိုပါပဲ။ဒါမဲ့မျက်နှာကျမမိမတယောက်ရဲ့ပုံဟာထင်းပြီးတော့ပေါ်လာတယ်။အဲ့ဒီမိမကိုကျမကောင်းကောင်းချင်းမြင်ဘူးနေသလိုရှိတယ်။ဒါမှမဟုတ်အဲ့ဒီမိမကျမကိုယ်တိုင်ပဲလား။မိမရေပန်းအောင်မှာကိုလုံးတီးနဲ့ရေကိုစိမ့်ပြင်းနေပြေချိုးနေပြီးရင်ကိုလုံးတီးရေဆက်လက်နေပဲရေချိုးခဲနေကထွက်ပြီးမန်ဒီကုံရှင်းရောက်သွားတယ်။မိမသူ့စပင်းတွေနဲ့ခန္ဓာကိုယ်တစ်ပတ်နဲ့တုပ်ပြီးတဲ့နောက်ရင်သားတွေကိုသိကြသူ့လက်နဲ့ကင်ကြည့်နေတယ်။မမြင်ချင်ဘူး။ပျောက်သွားပါတော့အဲ့ဒီမိမကိုမြင်ရတာကျမရင်နဲ့ပူလောင်လိုက်တာကျမမျက်လုံးတွေကိုခက်တင်တင်မှိတ်ချလိုက်ပေမဲ့မရဘူး။မျက်လုံးတွေပြန်ဖြီချလိုက်တဲ့အချိန်မှာအဲ့ဒီမိမဇိုးကနေဇက်ကနေပေါ်လာပြန်တယ်။ဒီကတော့အဲ့ဒီမိမပျောက်သွားဖို့ထက်မှန်မကြိုးစားတော့ကိုလုံးတီနဲ့မိမနောက်ကိုပဲခြေနှလန်းပြန်ဆုပ်ပြီးမန်တီကုံကိုကြော်ပေးလိုက်တယ်။သူ့ရဲ့တင်သားတွေတေချာမြင်ရစေဖို့ဟိုဘက်ဒီဘက်လှည့်ပြီးအသေးချာကြည့်နေတယ်
အဲဒီနောက်ရှေ့ကိုခြေနဲ့လမ်းပြန်တိုးပြီးသပင်တွေကိုကင်ကြည့်နေပြန်တယ်အရင်လိုပြည့်ပြည့်ပြည့်ပြန်ဖြစ်လာအစာများများစားရမယ်ခန္ဓာကိုယ်လောက်အောင်လေ့ကျင့်ခန်းလုပ်ရမယ်သပင်ပုံစံလေးပြောင်းရမယ်ဒီစကလုံးတွေကိုအဲ့ဒီမိမပြောနေလားကျမကိုယ်တိုင်ပဲပြောနေလားမသိကြအောင်လက်ကနေပြောက်သွားတဲ့အဲ့ဒီမိမကိုမြင်လိုက်ရတဲ့ချိန်ကျမမျက်လုံးတွေထဲမဲကောင်တွေကအဆုလိုက်ပြုံးလိုက်တွန်းဝင်လာသလိုခံစားလိုက်ရတယ်ပုတ်ကလေးကဈေးုံတစ်ခုရှိကားထိုးရဲလိုက်တော့ကားစရာကိုကြားတင်ငွေရှင်းပေးလိုက်ကကျမကကားပေါ်ကစိတ်ကိုတည်ငြိမ်ဆုံးဖြစ်အောင်ထိမ့်ပြီးဆင်းခဲ့တယ်ပစံကိုလက်မှာချိတ်ပြီးကြောလေးပဲဈေးုံတဲကိုဝင်ခဲ့လိုက်တယ်ကျမရွှေထိတ်ထားနဲ့တွေ့ကျင်လို့ပါခဏတော့ညီမထိုင်ဆောင်ပါဦးကျမပြုံးချိုလေးနဲ့ကောင်တာအမတယောက်ကိုမေးတော့အဲ့ဒီမှာတိတ်ပြီးမမဲ့သေးတဲ့တရက်သေးတစ်လုံးရဲ့မျက်နှာမျိုးနဲ့ဒုံတိတိကြီးဖြည့်ပေးတယ်ဘယ်လိုပဲဖြစ်ဖြစ်မောင်ယောဂအတွက်ဒီလိုပြုတ်မှုလေးလောက်ကတော့ဘယ်လိုမှစာဖွဲဖို့မလို့အဓိကမောင်ယောဂတက်တာပြောက်ကင်းစေဖို့အလေးထားဆောင်ရွက်သွားမှာပဲထိုင်နေကပဲဘယ်လိုမှမနစ်မြို့တဲ့စေးဝဲရှင်တဲ့နှာခေါင်းထဲကိုတိုးဝင်လာတော့ရောင်ရမ်းကနှာခေါင်းကိုပုတ်ချိန်ပြီးသွားတယ်ကျမရှိက TV ကိုငေးလိုက်ပြီးတော့ဖန်သားပြင်ပေါ်မှာမိမနှစ်ယောက်ကတယောက်ကိုတယောက်မိတောင်မြဝင်းနေတဲ့စိုက်ကြည့်နေကြပြီးအပြန်လန်ပါးတွေရိုက်နေကြတာကိုတွေ့ရတယ်ပူလောင်နေရတဲ့ကြားတွေကစိတ်ပြက်စွာအကြည့်ကိုတကြားကိုလွှဲပြစ်လိုက်တွေ့စိတ်ချမောင်ယောဂစုကြီးအပြည့်ကနေပြတ်ထွက်သွားကျမစွမ်းကုန်ကြိုးစားသွားမယ်မောင်ကိုဘယ်တော့မှဆုံးရှုံးခံမှာမဟုတ်မောင်မျက်နှာကိုမြင်အောင်မိပြီးနာကျင်လောင်မြိုက်နေတဲ့ကြားအားတင်းပြီးတော့ပြုံးမိတယ်မောင်ပဲချိန်လောက်ကများကျမသင်းလုံးစုပ်ပြက်စေမဲ့ဒီယောဂစုကြီးဆွဲခဲ့လာခဲ့ရတာလေနောက်ကြမှာသိခဲ့ရပေမဲ့တေချာတာတခုကတော့သားလေးကိုမွေးတယ်ဆေးရုံကိုတက်ဖြစ်ခဲ့တဲ့အချိန်ကလေးကဖြစ်မှသိကြပဲအဲဒီတော့ကရွှေထိတ်တာကျမနဲ့မောင်ရဲ့သားလေးတွေအနီးကသူနာပြုဖြစ်ပြုလုပ်ပေးခဲ့တဲ့သူပဲမကြခင်ကျမနာကိုရွှေထိတ်တာရောက်လာတော့မယ်ရွှေထိတ်တာကိုမောင်ယောဂခြေနေနဲ့ပတ်သက်ပြီးအလုံးစုံမေးရမယ်ရွှေထိတ်တာကရောကျမမေးမယ်မေးခွန်းတွေကိုကြည်ဖြူဖြူနဲ့ဖြေပေးနိုင်ပါမလားဘယ်လိုမျက်နှာထားဘယ်လိုစိတ်ထားမျိုးနဲ့ကျမနာရောက်လာလိမ့်မလဲဒီလောက်ငယ်ကုန်လေးနဲ့ချစ်စရာကောင်းတဲ့မျက်နှာလေးကိုပိုင်ဆိုင်ထားပါရဲ့ဘာကြောင့်မောင်ယောဂနဲ့ပတ်သက်ပြီးအထူးကကြားတဲ့အခန်းကဏ္ဍကနေပါဝင်နေခဲ့ရပါလဲဘာကြောင့်ကျမရဲ့ညတွေကိုအိပ်ဆက်ခြင်းတွေနဲ့ကင်းလို့အောင်စောင့်ခြင်းပေးနေခဲ့ရပါလဲနေယောက်ျားယူရင်နေယူမဲ့ယောက်ျားကိုအတွင်းတင်ယောဂဖြစ်နိုင်ခြင်းရှိမရှိအသေးချာစမ်းစစ်ပြီးမှယူတော့အမလီနေတော့သေးချာစမ်းကျင်တော့နေမဲ့ယောက်ျားဒီလောက်ကြောတာစိတ်မချရဘူးကျမပြူဘွားတော့ကတငယ်ချင်းဖြစ်သူကိုဆရာကြီးလုပ်ပြီးပြောခဲ့ပြီးတဲ့စကားကိုပြန်သတိရသွားတယ်လေဘူးတစ်ချက်ကိုဟိုကနေမှုတ်ထုတ်ပြစ်လိုက်မိတယ်အတွင်းတိန်ဆိုတော့ကျမတို့တငယ်ချင်းတယောက်ကြားမှာပန်းစကားပြစ်သုံးတယ်စိတ်တက်ညံပြင်းသေးသိမ့်တဲ့ယောက်ျားလော်လီဖောက်ပြားမျက်နှာများတဲ့ယောက်ျားစကားမတည်အပြောတည်တဲ့ယောက်ျားအတွင်းစိန်နဲ့နေမရှိရယ်အပေါ်ရမဲတိန်နေတဲ့ယောက်ျားတွေကိုစုလို့ရင်ဖြစ်ပါတယ်ရည်ကြတော့ကောင်းတာကျမတငယ်ချင်းယောက်ျားကဘာယောဂမှမစွဲခဲ့ပါပဲတတရကျမရဲ့မောင်ပဲအဲ့ဒီယောဂဆိုဆွဲခဲ့ခဲ့လာခဲ့တဲ့ဒီချိန်တွေကိုရောက်မှတော့ထိုင်ကန်စားနေလို့မရအောင်ကျမရဲ့ခံစားချက်တွေတေကောင်ပေါင်းလဲဖြစ်ပြီးဆုံးဖြတ်ချက်နဲ့လုပ်ရတွေမှားသွားလို့ဘယ်လို့မှမဖြစ်ဘူးအဲ့ဒီအတွက်ရွှေထိတ်ထားကိုပွင့်ပွင့်လင်းလင်းမေးရမယ်ရှင်းမျက်နှာနောက်ထားပြီးအခုညီတောင်းတဲ့ရင်လည်းတောင်းရမယ်ရုပ်ရှင်တွေရလို့ဘယ်တော့မှညဉ့်ညမ်းစကားတွေသုံးပြီးကြံရံမိမကြံလုံးပြသွားလိုက်မှာမဟုတ်ပညာသားပပလှပကိုက်တွယ်ဖြည့်ရှင်းသွားဖို့အားလုံးစဉ်းစားပြီးဖြစ်ပါတယ်ဇလင်းလေးကဒီမာရင်ပြီးဆုံးသွားပါပြီနောက်ဆင်ပေးတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်လည်းဘလို့ဇလင်းကောင်းလေးတင်ဆက်ပေးသွားမလဲဆိုတာစောင့်မျှော်ရင်နားဆင်ပေးပါအောင်